ဂီတဟာပျော်ရွှင်မှုဝမ်းနည်းမှုအချစ်အမုန်းစသည်တို့အပါအဝင်ကျယ်ပြန့်များပြားတဲ့စိတ်ခံစားမှုများကိုဖော်ပြနိုင်စွမ်းရှိတဲ့အရာဖြစ်ပါတယ်။ Modulation, Dynamics, Tempo နဲ့ Instrumentation တို့ဟာဂီတအပေါ်စိတ်ခံစားမှုဆိုင်ရာတုံ့ပြန်မှုများကိုပုံဖော်ရမှာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်။ Dynamic, Rhythm တို့လိုအစိတ်ပိုင်းများဟာစိတ်ခံစားမှုဆိုင်ရာတုံ့ပြန်မှုများကိုပုံလွင်စေနိုင်ပါတယ်။ဒါကြောင့်ဒီအစိတ်ပိုင်းတစ်ခုရဲ့အဓိပ္ပာယ်ကိုပြောပြချင်ပါတယ်။ Dynamic ဆိုတာဟာတေးဂီတတစ်ခုရဲ့အတန်အတိုးအကျယ်ကိုရည်ညွှန်းပါတယ်။ Dynamic ဟာတခြင်းတစ်ပုတ်ရဲ့ရည်ညွှန်းပုံဖော်ချက်ကိုပြသရမှာအရေးပါတဲ့အရာဖြစ်ပါတယ်။အတန်အတိုးအကျယ်အနေအမြင့်ခက်ထန်မှာကြုံမှုပျော်ပြောင်းမှုတို့ပေါ်မူတည်ပြီးတော့နားထောင်သူရဲ့ခံစားချက်များကိုပြောင်းလဲစေတဲ့ဂုဏ်သတ္တိရှိပါတယ်။ဥပမာအနေနဲ့ပြောရရင်တော့ခရစ်ယာန်တို့ရဲ့အတန်အတိုးအကျယ်အနေအမြင့်ခက်ထန်မှုနူးညံ့ပျော်ပြောင်းမှုစိတ်လှုပ်ရှားမှုကိုပေးစွမ်းနိုင်သလိုဂီတတန်ဆင်တစ်ခုရဲ့လေးနက်ခြင်းဟာဒရမ်ကထွက်လာတဲ့ကျေလောင်သောအတန်တွေလိုတခြင်းစသားရဲ့လေးနက်မှုကိုပုံဖော်စေနိုင်ပါတယ်။ Fortissimo အလွန်ကျေလောင်သောအတန်မှ Pianissimo အလွန်နူးညံ့သောအတန်ကိုရုတ်တရက်ပြောင်းလဲခြင်းဟာလည်းအံ့ဩမှုပျော်ရွှင်မှုဝမ်းနည်းမှုနဲ့အားနည်းမှုတို့ကိုဖန်တီးနိုင်ပြီးနားထောင်သူအတွက်ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုကိုပေးစွမ်းနိုင်ပါတယ်။ Rhythm တစ်ခုမှာ beats စီးချက်များ durations ကြာချိန် accents လေးယူလေးသိမ်း tempo အရှိန်ဟုန်အစရှိသည်တို့ပါဝင်ပါတယ်။မတူညီသောစီးချက်များဟာစိတ်ခံစားမှုအမျိုးမျိုးကိုဖြစ်စေပြီးတော့ tempo အမြန်နဲ့တီးခတ်သောအတန်ဟာစိတ်လှုပ်ရှားပျော်ရွှင်စေနိုင်ပြီး tempo အနည်းနဲ့တီးခတ်သောအတန်ဟာလည်းငြိမ်သက်ခြင်းကြည်နူးခြင်းဝမ်းနည်းခြင်းတို့ကိုဖြစ်ပေါ်စေပါတယ်။အများအားဖြင့်မေဂျာခော့များဟာပျော်ရွှင်မှုအားတက်မှုကိုဖြစ်ပေါ်စေပြီးမိုင်နာခော့များဟာလွန်ဆွေးမှုဝမ်းနည်းမှုများကိုဖြစ်ပေါ်စေပါတယ်။အထက်ပါအကြောင်းအရာများကိုရိုးရာဓလေ့တန်ဆင်များနဲ့ဂီတအမျိုးအစားပေါ်မူတည်ပြီးပြောင်းလဲနိုင်ပုံကိုလေ့လာနိုင်တာပဲဖြစ်ပါတယ်။ Music Therapy ဂီတကုထုံဆိုတာပါလေဂီတကုထုံဆိုတာလူသားအကျိုးပြုနှီးနှောတဲ့ကျန်းမာရေးသိပ္ပံအလိုက်ရဆိုင်ရာတစ်ခုဖြစ်ပါတယ်အတီးအမှုံအဆိုအကတွေကိုသင်ပေးတာမဟုတ်သလိုဂီတပညာရပ်ကိုတက်မြောက်ဖို့ရည်ရွယ်တာမျိုးလည်းမဟုတ်ပဲတေးဂီတအားဖြင့်စိတ်ပိုင်းဆိုင်ရာခန္ဓာပိုင်းဆိုင်ရာဝိညာဉ်ရေးရာဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုတို့နဲ့ပတ်သက်ပြီးလူတဦးတယောက်ချင်းစီဖြစ်စေအဖွဲ့လိုက်ဖြစ်စေလူပေါင်းအဖွဲ့အစည်းအတွင်းမှာအစဉ်ပြေကျန်းမာတန်ဆွမ်းစွာနေထိုင်နိုင်ဖို့နဲ့လူနေမှုဘဝအရေးတွေ quality of life တိုးတက်ဖို့ကုညီကုသလှုပ်ဆောင်ပေးတာမျိုးဖြစ်ပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုလျော့ကျဖို့တခြင်းနားထောင်နေဆိုတာထက်ကိုပိုပါတယ်။နားလည်မှုလွဲနိုင်တဲ့အရာများကိုရှင်းပြကြပါတယ်။ဂီတပညာရှင် musician တယောက်ဟာစာဖတ်သူတို့ရဲ့စိတ်ပန်းဖြေဖို့တေးဂီတဖျော်ဖြေပေးနိုင်တယ်လို့ဂီတကုထုံးပညာရှင် music therapist တယောက်ဟာပြဿနာအရင်းမြစ်အထိကိုအဖြေရှာပြီးတေးဂီတကနေရေရှည်အကျိုးကျေးဇူးတွေရရှိအောင်ပြုလုပ်ပေးနိုင်ပါတယ်။ဂီတကုထုံးဟာတေးဂီတနဲ့အတူတကွဖန်တီးရေးဖွဲ့ခြင်းတေးဂီတနဲ့အတူလှုပ်ရှားကခုန်ခြင်းတေးတခြင်းများတည်ဆုံနားထောင်ခြင်းတွေကိုကျွမ်းကျင်ဂီတကုထုံးပညာရှင်တွေကစနစ်တကျစီစဉ်ကြက်မှတ်ပြီးကုထုံးပေးတာဖြစ်ပြီးလိုအပ်ချက်များကိုဖြည့်ရှင်းရန်အတွက်ဂီတရဲ့စွမ်းအားကိုအသုံးပြုတဲ့စွမ်းမဖွယ်နယ်ပယ်တစ်ခုပဲဖြစ်ပါတော့တယ်ရှင်။